မဒီ IBL NRM ပေါ့နော်အဲဒီ IBL treatment လေးကိုမှယူထားတာနှစ်ကြိမ်ရှိသွားပြီပေါ့နော်ပထမတစ်ကြိမ်တော့ဟိုအတိတာလားပတ်စံလေးရလေဟုတ် ပထမတစ်ချိန်မှာလည်းတည်တာ ပထမတစ်ကြိမ်မှာလည်းအတိတာလားဟုတ်ဟုတ် ဟုတ်တော့ပဲ ဟုတ်ကဲ့ပါ 3ပတ်လောက်ခံရတယ်နော်နှစ်ပတ်ကျော်ပါ3ပတ်တော်တော်မှပြန်လာတယ်ဆိုဟုတ်ကဲ့ပါမွေးပြန်ပြီးတော့လုံးဝမထွက်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒုတိယတစ်ချိန်မှာရောဆင်ပြေလားအဆင်ပြေတယ်ဟုတ်မထွက်ဘူး မထွက်ဘူးနော် အော်ပုံမှန်တော့ရိတ်နေတာ ဟုတ်ကဲ့ပါတပတ်တစ်ခါတော့ဟိုဖြစ်နေတာ တပတ်တစ်ခါတော့မခံပါဘူးပြန်တယ်နော်3ရက်လောက်ပုံမှန်3ရက်ဆိုရင်ပြန်ပြီးတော့ ဟုတ်နည်းနည်းပြန်ထွက်နေနော်အခုဆိုရင်2ပတ်ကျော်3ပတ်လောက်ထိကိုလုံးဝမထွက်ဘူးနော်ဟုတ်ကဲ့ပါဟုတ်ဇာလေးသဘောကျတယ်ပေါ့နော်ဟုတ်ကဲ့ကျေးဇူး အဲ့လိုပြင်ရလို့တော့မထည့်ဘူးနော်ဆက်နေတာဟောရှားပါမလားဟုတ်တယ်ဒီချိန်နဲ့ရောအဲ့လိုဆိုဟာအဆင်ပြေတာပဲဆိုစက်တိုက်မလုပ်ဝိုင်းတော့ရတယ်ဟုတ်ကဲ့ပါဟုတ်တယ်ပါအများကြီးဆို2ချိန်3ချိန်လောက်ပြီးတော့နိဒါကြတယ်နောက်ပြီးမှတစ်လားတစ်ခါနှစ်လားတစ်ခါလောက်လို့ပြန်ပြီးတော့ဟုတ်လို့မထွက်တာကွာနော်ဟုတ်တယ်ပါတော်တော်လေးသိတာချိန်နဲ့အရန်မပေးရဘူးနော်ဟုတ်ကဲ့ပါသူကဟိုပူရာနာတာရောရှိတာမှလုပ်တဲ့အချိန်မှာထောင်းတိုင်းလည်းမရှိဘူးပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးပါမဒီစားလေးဖြစ်